ဒါတော့တူစီယာနဲ့ဒါဆိုရင်ထမင်းအရန်မြင်တဲ့ငတိစိငပိချက်လေးဝက်လက်စားကြပါအောင်နော်โอเคโอเคကိုရတယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နားမူကတော့နားမူအရန်စားချင်တဲ့ဝက်လက်ဆုပ်ပြုတ်ရဲ့ငရုတ်ဒီစိမ့်ချက်ရဲ့ရုံးပရီတီတူစရာနဲ့ထမင်းစားပြမှာဖြစ်ပါတယ်ဝက်လက်ဆုပ်ပြုတ်ထဲကိုနားမူကငရုတ်ဒီစိမ့်လေးထည့်မယ်နော်တံပြားကြီးလေးညှိမယ်နော်လက်ဆုပ်ပြုတ်ဒါတော့တူစီယာနဲ့ဒါဆိုရင်ထမင်းအရန်မြင်တဲ့ငရုတ်သီးစိမ်းချက်လေးပေါ့နော်ငရုတ်သီးစိမ်းငပိချက်လေးဒါတော့နောက်မှုတူမဲ့ဒါတော့တူစားမဲ့ရုံးပရီတီးပြုတ်တူမယ်နော်စားစရာတွေကတော့စားချင်စရာအရန်ကောင်းနေပြီနောက်မှုလည်းပိုက်စားပြီဆိုတော့စားရမယ်နော်ငရုတ်သီးစိမ်းလေးအရင်နဲ့စားမယ်စားကြပါအောင်နော်ဟင်းလေးကလောင်းမယ်စားလို့ကောင်းမကောင်း
မင်းရောတို့စရာရအရင်စားကောင်းတယ်ဝယ်လက်စားမယ်ဝယ်လက်စားကြပါဦးနော်ကောင်းလိုက်တာတော့ထပ်စားမယ်အေးလေအရင်ဆက်လုပ်ကောင်းပါတယ်သမီးလည်းဆက်လုပ်ကောင်းတယ်ဝက်လက်စုပြုတ်လိုက်လေပူပူချစ်ချစ်ဆက်ဆက်လေးနဲ့ဆိုတော့အခုပွင့်သွားတာပဲဒါဆိုရင်နောက်မှုဒီလောက်ပဲစပြမယ်နော်သမီးလည်းနည်းနည်းပဲကြံတော့ဆိုတော့ကြံတာတွေအစီဆက်စားလိုက်မယ်နောက်မှုရဲ့ဗီဒီယိုလေးကိုလည်းဒီလောက်ပဲရေးလိုက်ပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေကြိုင်လည်းထပ်ထည့်ကြမယ်နော်တတာ